အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကနေကြိုဆိုပါရစေကျွန်မတို့ဒီဇိုင်နာအောင်ခံဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာတော့customer တယောက်ရဲ့အထက်လေးတွေကိုပြပြီးသွားမှာဖြစ်ပါတယ်ရှင်ပွက်တဲ့အထက်လေးကိုနော်ပထမဆုံးတစ်စုံကဒါလေးပါဒီမှာအရန်လာတယ်ဒါလေးကတော့ customer ပုံပြပြီးတော့အပ်ထားတဲ့ဒီဇိုင်းလေးပါသူစိတ်ကြိုက်ဒီဇိုင်းလေးကိုချုပ်ပြီးထားတာပေါ့နော်အရန်လာပါတယ် draping လေးနဲ့နော် black တို့ပိုးလေးကိုမှ draping လေးထည့်ပြီးတော့လက်ကိုကြတော့ဇာလေးပေါ့နော်ပြင်ပစ်ဇာလေးနဲ့ဒါမျိုးလေးပူလိုက်လို့ရှိရင်ပူလာမှာအယုတ်ကကြတော့သူ့ခန္ဓာကိုယ်အတိုင်းမဟုတ်တော့လေတိတ် fit မကြအောင်ဖြစ်နေတာအရန်လာပါတယ်ဒီမှာအယောင်လေးကတော့ပန်းရောင်လေးပေါ့နော်ပန်းငပိလေးတော်လာပါတယ်ရှင်ဒီလေးပါ no bra လေးပါနော် no bra လေးပါဒါလေးကတော့နောက်တစ်စုံလေးမွှေးအောင်လေးပါသူက sequence စာလေးပေါ့နော် sequence စာလေးကိုဒီလိုပခုံးတစ်ဖက်ကပခုံးလေးနဲ့တစ်ဖက်ကကြတော့ဇာဘာလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးချုပ်ပြီးထားပါတယ်တစ်ထည်လုံးစာလေးအုပ်ပြီးတော့ချုပ်ပြီးထားပါတယ်အရန်လာတဲ့ sequence စာလေးပါအနားလေးကိုဒီမှာပြန်ပြီးတော့ယူပြီးထားပါတယ်ဒီလိုလေးပါရှင် no bra လေးပါပဲเนาะဒါလေးကလည်းအရန်လာတယ်ဒီအောက်ကချိတ်ကလေးကတော့လက်ကော်ချိတ်ကလေးပါရှင်အရန်လာပါတယ်လက်ကော်ချိတ်ကလေးကတော့တပြေသီးမဲ့ရောင်လေးเนาะအရောင်လေးကတပြေသီးမဲ့ရောင်လေးပါအရန်လာတာပဲဇာလေး sequence ဇာလေးပါရှင် sequence ဇာလေးကိုအဲ့လိုရိုးရိုးလေးပဲချုပ်ပေးထားပါတယ် sequence ဇာလေးကိုတစ်ထည်လုံးအုပ်ချုပ်ပြီးတော့ဒီနားလေးမှာ sequence လေးကိုပြန်ထိုးပေးထားပါတယ်ချိတ်ကလေးကတော့ပူဖဲချိတ်ကလေးပါအရန်လာတယ်ဒီပူဖဲချိတ်ကလေးဒီမှာအဝေးကနေပြလာမယ်ဒါလေးကတော့ပူဖဲချိတ်ကလေးပါရှင်အရန်လာပုံလေးပါဒါလေးကတော့နောက်တစ်စုံမှာဒါလေးကတော့ဇာလေးနဲ့ဘလက်တီနိုပိုးပြောင်လေးနဲ့ကိုချုပ်ပြီးထားတာလေးပါဒါလေးလည်းcustomer အမှားကြိုက်တဲ့ပုံစံလေးကိုချုပ်ပြီးထားတာပါဒီတစ်ဝက်ကဇာလေးပေါ့နော်တစ်ဝက်ကပြောင်လေးအဲ့ဒါမှဒီမှာ draping လေးထည့်ပြီးထားပါတယ်နောက်ချမ်းလေးနဲ့လက်ကိုကြတော့ဇာလေးယူပြီးထားပါတယ်ဒါလေးချိတ်ကလေးကတော့လက်ကော်ချိတ်ကလေးပါအရန်လိုက်ဖက်တာပဲဒီမှာကြည့်အောင်အရောင်လေးက coffee ကြောင်နုနုလေးအရန်လာတယ်ဟာလိုက်တာဒါလေးတော်တော်လေးပူဆန်ပြီးတော့အရန်လာတယ်ကဲဒါလေးကတော့နောက်တစ်စုံမှာနောက်တစ်စုံ baby pink လေးပန်းရောင်လေးပေါ့နော်ဒါလေးလည်း customer အမချုပ်ချင်တဲ့ design လေးကိုချုပ်ပြီးထားတာပါအမပုံလေးပြထားတဲ့အတိုင်းလေးချုပ်ပြီးထားတာပါရမ်းလာတယ်ဒီမှာ draping လေးနဲ့ပေါ့နော်ဇာဘာလေးနဲ့ draping လုပ်ပြီးထားပြီးတော့ဒီအောက်မှာကျ sequence လေးထိုးပြီးထားပါတယ်ထမိန်လေးကကြတော့လက်ကော်ချိတ်ကလေးနဲ့တွဲပြီးထားပါတယ်ရမ်းလာတယ်ပန်းရောင်လေးပေါ့နော်ပန်းရောင်နုနုဖတ်ဖတ်ကလေးတော်တော်လာတယ်နောက်တစ်စုံမှာအင်ဒိုအခုပါတိတ်ကလေးပါရှင်ဒီသစ္စာလေးနဲ့အဲ့လိုမျိုးလေးဆက်ပြီးချုပ်ပြီးထားပါတယ် draping လေးနဲ့ပါ draping လေးနဲ့ပြင်သစ္စာလေးနဲ့ဒါလေးလည်း no bra လေးပါပဲရှင်နောက်တစ်စုံကကြတော့ခြိသားချိတ်ကလေးကိုအညိုရောင်လေးခြိသားချိတ်အညိုရောင်လေးကိုရင်ခံလေးရဲ့အပေါ်ရင်းလေးကိုကြတော့ပြင်သစ္စာလေးနဲ့ချုပ်ပြီးထားပါတယ်ယူးလေးနဲ့ဒါလေးဆိုရင်ကိုလိုက်လို့ရှိရင်အရန်လာမှာယူးလေးနဲ့ဒီကတစ်စုံနောက်တစ်စုံကကြတော့ချီပွန်ကက်ရှမီယာလေးပါချီပွန်ကက်ရှမီယာလေးဒီစင်လေးအရန်လာတယ်ချီပွန်ကက်ရှမီယာလေးကိုရင်ဖုံးလေးချုပ်ပြီးထားပါတယ်အမကြိုက်တဲ့ဒီဇိုင်းလေးတိုင်းရင်ဖုံးလေးချုပ်ပြီးထားပါတယ်ဒီလိုလေးရင်ဖုံးလေးကဒီလိုဒီဇိုင်းလေးပေါ့နော် 11 ဒီဇိုင်းလေးထမိန်စလေးကိုအင်းကြီးမှပြန်ယူပေးထားပါတယ်ရှင်ချီပွန်ကက်ရှမီယာလေးပါစုစုပေါင်း8စုံပေါ့နော်အမတယောက်ထဲအထက်လေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်